အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့ပြောပြပေးပါမယ်အကြောင်းအရာတော့ပေါ့နော်မိတ်ဆွေကန်ဆောင်နေတဲ့ဖုန်းနံပါတ်ထဲမှာကျွန်မအခုပြောတဲ့အကြောင်းအရာတွေပေါ့နော်ကျွန်မအခုပြောတဲ့အကြောင်းအရာမျိုးတွေကိုဖြစ်နေပြီဆိုရင်စက်ကမယ်ပါနေပြီဆိုလို့ရှိရင်တော့ချက်ချင်းပြောင်းလဲဖို့တော့ကိုတိုက်တွန်းပါတယ်မိတ်ဆွေပေါ့နော်ဘာလုပ်ပြီးပဲလုပ်ပိတ်ဆို့နေတယ်လို့ခံစားနေရမယ်ဥပမာငါဒီချက်မကတဲ့တော်တဲ့အရေးချင်းတွေရှိနေတယ်ဆိုတာကိုပေါ့နော်ကိုသိတယ်ပေါ့နော်ငါဒီချက်မကလုံးနိုင်စွမ်းနေရှိတယ်ဆိုတာကိုသိတယ်ဒါပေမဲ့အဲ့လုံးနိုင်တဲ့အရေးချင်းတွေကပိတ်ဆို့နေတယ်လို့ခံစားရတယ်ကိုလုံးမဲ့လမ်းကြောင်းတွေတွေးဝေနေတယ်ရှေ့မဆက်နိုင်ဘူးလို့ထင်နေတယ်ဒီလိုအကြောင်းအရာမျိုးတွေဖြစ်နေပြီဆိုတော့မိတ်ဆွေကဲဆောင်တဲ့ဖုန်းနံပါတ်ထဲမှာဒီအတွဲတွေပါနေပြီဆိုတာဖြစ်ဖို့များသွားပြီပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ဒါလောက်နဲ့ပြီးပြီလားဆိုတော့ဒီအတွဲအဲ့လောက်နဲ့မပြီးပေါ့နော်ကိုနေထိုင်တဲ့အိမ်မိသားစုအတွင်းထဲမှာလည်းကိုချစ်ခင်ရတဲ့သူတွေနဲ့ကိုချစ်ရတဲ့မိသားစုဝင်တွေပေါ့နော်ဒီနဲ့ပဲဖြစ်ဖြစ်ကိုချစ်ရတဲ့သူနဲ့ပဲဖြစ်ဖြစ်ပူလောင်မှုတွေရှုပ်ထွေးမှုတွေပေါ့နော်ပြောမစုံတော့အမြဲတမ်းစိတ်တော်ကနဲ့နေရမယ်နံပါတ်ပေါ့ပူလောင်ကြီးတွေကိုနောက်ကထွက်တဲ့စကားတွေပူလောင်မယ်တစ်ဖက်လူကလည်းကိုပြောတဲ့စကားတွေပူလောင်မယ်ပူလောင်ခြင်းတွေနဲ့တောကားတွေနဲ့စိတ်မထိန်နိုင်လို့ရှိရင်အခြေအိမ်အောင်ကြီးတွေပြက်စီးစေနိုင်တဲ့နံပါတ်တွေဖြစ်ပါတယ်အဲ့ဒီနံပါတ်တွေကတော့မိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာ121နဲ့အတွဲတွေ122အတွဲတွေကပါနေမယ်ဆိုတော့ကျွန်မအခုပြောသွားတဲ့ကိုယ့်ရည်ချင်းတွေကိုထုတ်ပြခွင့်မရရှိတဲ့နံပါတ်တွေဖြစ်သွားမယ်အပြင်အခြေအိမ်အောင်ကြီးပိုင်းဆိုင်ရာမှာလည်းတောကကြီးပြီးတော့အိမ်အောင်ကြီးပြက်စီးစေနိုင်တဲ့နံပါတ်တွေဖြစ်နေပါတယ်ဒါကြောင့်မလို့ကိုင်ဆောင်ရင်လုံးဝမသိတော့ဘူးဆိုတဲ့အကြောင်းလေးပြန်ပြောပြလိုက်ပါတယ်ရှင့်နောက်လေးပေါ့နော်စိတ်ဝင်စားကြတဲ့ကဏ္ဍတွဲလေးတွေအကြောင်းကိုဒီမင်းနေမှာဖြစ်တဲ့အတွက်ကျွန်မရဲ့ page လေးကို like and follow ပါလေးပြုလုပ်ပေးကြဖို့မမေ့ပါနဲ့เนาะအားလုံးကိုပေါ့နော်ကျေးဇူးအထူးတင်ရှိပါတယ်မိတ်ဆွေတို့မေးချင်တဲ့ပေါ့နော်ဒီဖုန်းနံပါတ်အကြောင်းတွေကိန်းဂဏန်းတွေအကြောင်းတွေရှိတယ်ဆိုကျွန်မပေါ့နော် CP မှာအခမဲ့နဲ့အားလုံးပြောပေးနေပါတယ်ရှင်ကျွန်မရဲ့ messenger လေးကိုလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်เนาะအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ရှင်